이내 군사는 님이야 최묘단이고 좌역 때라 좌역 나래 애들이면 알루 지바르의 비랑수 다진 알루네 투핀 지바르 진단단이고 만마냐오 주소는 손세바래 알루 자마 찬다 잡아지라 미다 뽑아래 최묘다루의 아쿠로 내주님이야 가더마 또마야마 미만내가 남자된다니까 진단다면 내가다 가마 영리래 진단다면 알루 표현 참여 잡아지로래 수담이다 뽑아래. 이내 하나로 군사님이야 최묘단이 왜ဖြစ်됐으라 알루티비다 바베 소소하래 도마이에도 회화래 마요 지바로 두바프리 민고네 마오 이ကိစ္စနဲ့ ပတ်သက်လို့ 빠바래 라지마니네 탑비로 핀ဆွဲ ပြောချင်တာတွေ ရှိပါတယ် 최묘단이ဖြစ်ပေါ် ပေါ်ပေါက်လာခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် 20 ရာစုနှစ် ပင်လုံညီလာခံကနေ အစပြုပြီးတော့ 1949 ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရချင်းဝိသေသတိုင်းရဲ့လို့စတင်ပေါ်ပေါက်လာခဲ့တဲ့ဟာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုဗြိတိရှ်နယ်စပ်တွေရဲ့သိမ်းပိုက်လိုက်တဲ့အချိန်ကလေးကချင်းတိုင်းသားညီနောင်တွေဟာရရလက်နက်ကိုဆွဲကင်ပြီးတော့စွမ်းစွမ်းတမန်ခုခံတော်လှန်ခဲ့တာကိုဘိုဂျန်စမစ်ဘိုခိုင်ကမ်တို့လိုထင်ရှားတဲ့ချင်းမျိုးသားတော်လှန်ရေးကောင်းဆောင်တွေကသမိုင်းသက်တွေသိပြုနေပါတယ်ဒါအပြင်ချင်းမျိုးချစ်များဟာဒုဗမာစီယုံနဲ့ပူပေါင်းပြီးသခင်ဘွဲ့ခံယူပြီးတော့နေကျက်လက်အောက်ကနေလွတ်လပ်ရေးပြန်လည်ရယူဖို့အတွက်နိုင်ငံရေးလှုပ်ရှားမှုတွေဆောင်ရွက်ခဲ့ကြတာကိုလည်းအလုံးသိပြီးသားဖြစ်မှာပါချင်းမျိုးသားတွေဟာ1949ခုနှစ် February လ 12 ရက်နေ့ကရှမ်းပြည်နယ်ပင်လုံမြို့မှာကျင်းပတဲ့တောင်တန်းနဲ့ပြည်မသွေးစည်းညီညွတ်ရေးညီလာခံမှာလည်းတက်ရောက်လာခဲ့ပြီးတော့ပင်လုံစာချုပ်မှာချင်းမျိုးသားကိုယ်စားလှယ်ကြီးများဖြစ်ကြတဲ့ဦးလုံမုံဦးထောင်စာခုတ်ဦးကီယိုမန်တို့ကတက်တေပြုပါဝင်ပြီးလက်မှတ်ရေးထိုးခဲ့ကြပါတယ်ချင်းဗမာချစ်ကြည်ရေးညီလာခံကိုလည်း1949ခုနှစ်မတ်လ 3 ရက်နေ့ကနေပြီးတော့မတ်လ 5 ရက်နေ့အထိမကွေးတိုင်းဒေသကြီးချီလင်းမြို့မှာကျင်းပခဲ့ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်ချင်းဝိသေသတိုင်းလုံးဆိုင်ရာညီလာခံကြီးကို1948ခုနှစ် February လ 19 ရက်နေ့မှ 22 ရက်နေ့အထိဖလမ်းမြို့မှာကျင်းပခဲ့ပါတယ်ဒီညီလာခံကြီးမှာတင်သွင်းခဲ့တဲ့အဆိုတွေနဲ့မှာ February လ 20 ရက်နေ့မှာတင်သွင်းတဲ့တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ကိုပယ်ဖျက်ပြီးလူထုရွေးချယ်တဲ့ကိုယ်စားလှယ်တွေကအုပ်ချုပ်ရန်ဆိုတဲ့အဆိုကိုမဲခွဲဆုံးဖြတ်တဲ့အခါမှာထောက်ခံမဲ 9000 ကျော်ကန့်ကွက်မဲ18 မဲနဲ့အနိုင်ရရှိခဲ့ပါတယ်ဒါချင်းတိုင်းသားအများစုကဒီစနစ်ကိုလိုလားတယ်စနစ်သစ်ကိုလိုလားတယ်ဆိုတာကိုတသက်ထူတာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း92နှစ်ကနေဒီနေ့လို February လ 20 ရက်နေ့အချိန်ခါမှာဖလမ်းမြို့လူထုညီလာခံကြီးကနေဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုပြောင်းလဲကျင့်သုံးဖို့တခဲနဲ့ဆုံးဖြတ်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက်လည်းနိုင်ငံရေးအရာရောသမိုင်းတန်ဖိုးအရာပါအနှစ်သာရပြေဝပြီးတော့တန်ဖိုးကြီးမားလာပါတယ်ဒီလိုသမိုင်းကြောင်းနောက်ခံကိုကြည့်လိုက်တာနဲ့ကျမတို့ရဲ့ချင်းတိုင်းရင်းသားတွေဟာဝေးလံပြီးသွားရခက်ခဲတဲ့တောင်တန်းဒေသတွေမှာနေထိုင်ကြပေမဲ့နိုင်ငံရေးအရဘယ်တုန်းကမှနောက်မကျခဲ့ဘူးပြည်မနဲ့အခြားတောင်တန်းဒေသတွေကနိုင်ငံရေးရေးစည်းကြောင်းနဲ့အတူမျက်ခြေမပြတ်လိုက်ပါနိုင်တယ်ဆိုတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်20 ရာစုနှစ်ပြည်လုံးညီလာခံမှာကျမတို့ရဲ့မိဘတွေမျှော်မှန်းခဲ့တဲ့ပြည်ထောင်စုကြီးကိုတည်ထောင်ရာမှာကံမကောင်းအကြောင်းမလှစွာနဲ့ပဲပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကိုရင်ဆိုင်ခဲ့ရပါတယ်အကျိုးဆက်အနေနဲ့ကျမတို့ရဲ့မိဘဘိုးဘွားတွေမျှော်လင့်ခဲ့တဲ့ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ဟာလည်းဆုံးခန်းမတိုင်ခဲ့ပါဘူးကျမတို့မိဘဘိုးဘွားတွေမျှော်လင့်ခဲ့တဲ့ပြည်ထောင်စုအိမ်မက်ကိုဆက်လက်ဖြည့်ဆည်းနိုင်ဖို့ဒီကနေ့21 ရာစုခေတ်မှာကျမတို့အစိုးရအနေနဲ့21 ရာစုပင်လုံညီလာခံကိုခေါ်ယူကျင်းပနေပါတယ်မပြီးဆုံးသေးတဲ့ပြည်ထောင်စုတည်ဆောက်ရေးခရီးလမ်းကိုကျမတို့အချိန်ခါမှာဆက်လက်ရှောက်လန်းနေတာပဲဖြစ်ပါတယ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21 ရာစုနှစ်ရာစုပင်လုံအစည်းအဝေးတွင်ချင်းတိုင်းသားကိုယ်စားလှယ်တွေဟာပြည်ထောင်စုကြီးရဲ့ကောင်းကျိုးကိုရည်ရွယ်ပြီးတော့တက်ကြွပါဝင်ကြိုးပမ်းလျက်ရှိကြတဲ့အတွက်လည်းများစွာဝန်းမြောက်မိပါတယ်ကျေးဇူးလည်းတင်ပါတယ်ချင်းတိုင်းသားအများစုနေထိုင်တဲ့ချင်းပြည်နယ်ဟာပထဝီနေထားအရအခွင့်မသာမှုကြောင့်လူမှုစီးပွားရေးဘိုင်းမှာဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေထဲကတစ်ခုဖြစ်ပါတယ်
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ကျမတို့ရဲ့နိုင်ငံထဲမှာအကြောင်းကြောင့်ဖွံ့ဖြိုးမှုအ ਨੇ ဆုံးဒေသဖြစ်ရတာဟာအင်မတန်မှစိတ်မကောင်းစရာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းကျမတို့အစိုးရလက်ထက်မှာချင်းပြည်နယ်ကိုဦးစားပေးဖွံ့ဖြိုးရေးပြည်နယ်အဖြစ်သတ်မှတ်ပြီးဘက်စုံတောင်းစုံကနေဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။မြေပြင်ပထဝီအနေထားအရဆက်သွယ်သွားလာမှုအခက်အခဲတွေမရှိရလေအောင်ဆက်သွယ်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးတို့ကိုဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။နောက်ကျရင်ခဲ့တဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍလျှက်စစ်တာအားရရှိရေးတို့ကိုလည်းအလေးထားပြီးတော့ဆောင်ရွက်ပေးနေပါတယ်။ဒီလိုဆောင်ရွက်ရမှာတိုင်းသားလူမျိုးစုခေါင်းဆောင်များနဲ့ရရွာလူထုတို့ကိုပွင့်လင်းမြင်သာမှုတာဝန်ခံမှုရှိပြီးလူထုကတုံ့ပြန်မှုပေးနိုင်တဲ့စနစ်နဲ့တိုင်ပင်ဆွေးနွေးပြီးဆောင်ရွက်ဖို့မူဝါဒချမှတ်ထားပြီးဒီတိုင်းပဲတာဝန်ရှိသူတွေကိုကျမတို့ဆောင်ရွက်စေပါတယ်။မြန်မာလာတဲ့ထေရှုတောင်တန်းတွေကြားမှာတောင်စလပန်းတွေအမြဲတစေဝေစာပွင့်လန်းနေတဲ့ချင်းပြည်နယ်အေးချမ်းလာတဲ့ရာသီဥတုတည်ရှိတဲ့ချင်းပြည်နယ်ဟာတိကျထူးခြားတဲ့သဘာဝအလှတွေတိသန့်အလှတွေနဲ့လှပနေတာဖြစ်ပါတယ်။အစဉ်အဆက်ထိမ့်သိမ်းဆောက်ရှောက်လာခဲ့တဲ့ရိုးရရင်ကျေးမှုအမွေအနှစ်တွေနဲ့ချင်းပြည်နယ်ရဲ့ဝိသေသလက္ခဏာတွေကိုလည်းကိုစားပြုတည်ရှိနေတာဖြစ်ပါတယ်။ကျမတို့အနေနဲ့မကြာခဏဆိုသလိုချင်းပြည်နယ်ကိုရောက်ဖြစ်ပါတယ်။ရောက်တဲ့အခါတိုင်းမှာလည်းချင်းတိုင်းသားတွေဟာအေးချမ်းလာတဲ့ရာသီဥတုခက်ခဲလာတဲ့လမ်းပန်းဆက်သွယ်ရေးတို့ကိုအန်တုပြီးကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုရင်ဆိုင်နိုင်ကြတဲ့သူများဖြစ်တာကိုမျက်မြင်သတိပြုမိပါတယ်။ချင်းတိုင်းသားတွေအနေနဲ့ဒေသလိုက်ဘာသာစကားနဲ့စာပေတွေမတူညီကြပေမဲ့မတူကွဲပြားမှုတွေကိုစီးလုံးမှုအင်အားတရအဖြစ်အသုံးချပြီးချင်းပြည်နယ်ကောင်းရာကောင်းကျိုးအတွက်ကြိုးပမ်းကြမယ်ဆိုတာကိုလည်းအခိုင်အမာယုံကြည်ထားပါတယ်။ချင်းပြည်နယ်အမှတ်တစိတ်သင်္ကေတလို့သတ်မှတ်ထားတဲ့အောက်ချင်းငယ်ဟာသစ္စာရှိမှုလေးနဲ့တည်ကြည်မှုကိုစားပြုပါတယ်။ချင်းမျိုးသားတွေရဲ့သစ္စာရှိမှုလေးနဲ့တည်ကြည်မှုဟာကျမတို့ရဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးခရီးလမ်းမှာတရတအားဖြစ်စေတာလည်းအမှန်ပဲဖြစ်ပါတယ်။ချင်းမျိုးသားတွေဟာဗဒေသရေအုပ်ချုပ်ရေးစနစ်ကိုဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့အစားထိုးဖို့ဆုံးဖြတ်ခဲ့တဲ့နေဖြစ်တဲ့အတွက်ချင်းတိုင်းသားများတန်ဖိုးထားရှိကြပြီးနှစ်စဉ်နှစ်တိုင်းနိုင်ငံရေးအနှစ်သာရရှိကျင်းပပြုလုပ်ကြသလိုပဲချင်းတိုင်းသားလူငယ်မျိုးဆက်သစ်တွေကိုလည်းတန်ဖိုးကြီးမားလာတဲ့နိုင်ငံရေးအမြင်ကျယ်မှုနဲ့ဒီမိုကရေစီစိတ်ဓာတ်တွေကိုလက်ဆင့်ကမ်းအမွေပေးသွားနိုင်ရေးဟာလည်းတောင်ပေါ်မြေပြန့်ပြည်တွင်းနဲ့ပြည်ပချင်းတိုင်းသားများအားလုံးရဲ့အဓိကတာဝန်တရားပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့82နှစ်မြောက်ချင်းမျိုးသားနေ့ကိုဂေါင်ယူဝင်းမြတ်စွာကြိုဆိုပါတယ်။ချင်းတိုင်းသားများနဲ့ချင်းပြည်နယ်ကြီးဖွံ့ဖြိုးတက်ပါစေ။ချင်းတောင်တန်းတွေရဲ့အလှတရားကိုဆက်လက်ထိန်းသိမ်းထားနိုင်ကြပါစေ။မျိုးဆက်တဲ့လူငယ်တွေနိုင်ငံရေးအမျှော်မြင်တဲ့ဒီမိုကရေစီစိတ်ဓာတ်တွေကိုလက်ဆင့်ကမ်းအမွေပေးနိုင်ကြပါစေ။ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုမှာပြည်ထောင်စုရဲ့သားသမီးတွေဖြစ်တဲ့အခြားသောတိုင်းသားတွေနဲ့အတူချင်းတိုင်းသားများကလည်းတက်တက်ကြွကြွစီစီလုံးလုံးနဲ့လက်တွဲပူးပေါင်းပါဝင်နိုင်ကြပါစေကြောင်းနှိုးဆော်တိုက်တွန်းပါတယ်။ကျမတို့ချင်းတိုင်းသားများရဲ့လှပတဲ့နှလုံးသားများအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။ကျေးဇူးတင်ပါတယ်။